ကဲအားလုံးပဲမင်္ဂလာပါလို့နော်လမ်းပေါ်မှာမိတ်ဆွေများအားလုံးမင်္ဂလာပေါက်ခံကြောင်းကြပါစေဗျာဒီကနေ့ကျွန်တော်တို့15ရက်နေ့ပေါ့နော်အဖွင့်နေ့ဒီနေ့လာနေမှာအားလုံးပဲ special လက်တွက်ဆိုင်ပေါ့နော်ကြိုင်နေတဲ့တဲ့မိတ်ဆွေတွေနှစ်ကွက်ကောင်းနဲ့ဟောလို့ရတယ်အဲ့ဒီထဲမှာကျွန်တော်တို့အပူးတစ်ကွက်ပါမယ်ပေါ့နော်ကဲအားလုံးပဲကျွန်တော်တို့ live ဆွဲတဲ့ကွာအတူတူကြည့်ကြကြတယ်ဆိုလို့ရှိရင် channel ကိုကျွန်တော် like subscribe လေးနှိပ်ထားမယ်ပေါ့နော်အားလုံးပဲပတ်စင် free တရားရခိုင်တော့ပေါ့နော်မပြောပါဒီ3လုံးဟူးမကျော်လိုချင်ကြတဲ့မိတ်ဆွေတွေပေါ့နော် channel ကို subscribe လေးတွေနှိပ်ထားမယ်ဟာလားအပတ်စင် free နဲ့ကွာပြန်လည်ပြီးတော့စုံပေးကြမယ်ပေါ့နော်ကိုင်းဒီကောင်ကတော့တို့တွေ3ပေတစ်ဖြတ်ကနေပြီးတော့4ပေကူဟုတ်လားကူပြောင်းခြင်းပေါ့ဗျာဗရိတ်ပါမယ်ဗရိတ်နဲ့တကောကတစ်ခါလေးချုပ်သွားမယ်ပေါ့နော်အဲ့တော့အရင်ဆုံးတို့တွေဘာကိုရှာဖွေမလဲဆိုရင်ဗရိတ်နဲ့ပတ်သက်ပြီးတော့ရှာဖွေကြမယ်ပေါ့နော်ဒီမှာရှိတဲ့9ရဲ့1ရဲ့ဒီရရှိတဲ့1ရဲ့911ဆိုတဲ့ခါကျကျွန်တော်တို့ကဗရိတ်ခွန်တဲ့နော်ဗရိတ်ခွန်လို့ရရှိတယ်အဲ့ဒီ break ခွန်ဒီမှာ25ဆိုပြီးတော့မှ break ခွန်လို့ရိုက်တယ်9နဲ့8ဆိုတဲ့ခါကျတော့ကျွန်တော်တို့ break 9လို့ရရှိတာဖြစ်တယ်တဲ့နော်အဲ့ဒီ break 9ဒီမှာမနှညာ90 82နဲ့ဆိုပြီးတော့ break 9လို့ရိုက်ခဲ့ပါတယ်တဲ့ဒါဆိုရင်98နဲ့ဒီလေ break 9တဲ့နော်အဲ့ဒီ break 9ဒီလေ81ဆိုပြီးတော့မှ break 9လို့ရိုက်ခဲ့ပါတယ်တဲ့ဒါဆိုရင်9ရဲ့ခွန်ရင်ဒီမှာရှိတဲ့3ည9ခွန်3ညဆိုတဲ့ကဏ္ဍဒီဗရိတ်ခွန်လို့ sorry ဗရိတ်နှစ်လို့ရရှိတာဖြစ်ပါတယ်တဲ့ဒီကနေ့ကျွန်တော်တို့12နာရီ10မိနစ်မှာကြာပေးရမှာဒီဗရိတ်နှစ်အဲ့တော့ဗရိတ်တော့ရပြီတို့တွေထိတ်စည်းဆိုင်ကိုအရင်ဆုံးရှာဖွေကြမယ်ပေါ့နော်ဒီမှာရှိတဲ့နှစ်နဲ့1ဒီမှာရှိတဲ့4နှစ်1 4ဆိုတဲ့ကဏ္ဍ3ချက်ပေါင်းခြင်းတဲ့နော်အဲ့ဒီကနတ်တုတ်ချက်ပေါင်းခြင်းသည်ခွန်လို့ရရှိတာဖြစ်ပါတယ်တဲ့ဒီလိုလာမှာနော်နှစ်ရဲ့3ညရဲ့ဒီမှာရှိတဲ့4ရဲ့နှစ်3ည4ဆိုတဲ့ကနတ်တုတ်ချက်ပေါင်းခြင်းသည်6လို့ဖြစ်ပါတယ်အဲ့ဒီမှာ6လို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်နေရာမှာ6လို့ပေးခဲ့တယ်လဲဆိုရင်အဲ့ဒီမှာ4လို့ရှိတယ်နှစ်ဆိုတဲ့ထိပ်စီးလာပေးခြင်းအဖြစ်6လို့ဖြစ်ခဲ့ပါတယ်တဲ့ဒါဆိုရင်နှစ်ထိပ်စီးပေးခဲ့တယ်ပေါ့နော်အဲ့တော့ break ခွန်လို့ရှိတယ်ဆိုတော့ကျွန်တော်9လေးထည့်ပေးလိုက်ပြီးသွားပြီပေါ့နော်9တလုံးထည့်ပေးလိုက်ပြီးသွားပြီ25ဟုတ်လားဒီမှာရှိတဲ့နှစ်ရယ်ဒီမှာရှိတဲ့1ရယ်ဒီမှာရှိတဲ့9ရယ်တဲ့နှစ်1 9ဆိုတဲ့ကဏ္ဍ3ချက်ပေါင်းခြင်းတည်နှစ်လို့ဖြစ်ပါတယ်တဲ့အဲ့ဒီနှစ်ဒီလဲဘယ်လိုနှစ်လို့ပြီးခဲ့လဲဆိုတော့3လို့ရှိတဲ့9ဆိုတဲ့ထိပ်စီးနဲ့နှစ်လို့ဖြစ်ခဲ့တယ်break 9လို့ဖြစ်တဲ့ခါကျတော့3ညဆိုတဲ့အပိတ်နဲ့ထည့်ပေးခြင်းအဖြစ်ကျွန်တော်တို့ break 9လို့ဖြစ်ခဲ့ပါတယ်တဲ့နော်ဒါဆိုရင်ဒီမှာရှိတဲ့3ညဒီမှာရှိတဲ့3ညနဲ့ဒီမှာရှိတဲ့2ကိုဒီ3လုံး2လို့ရိုက်လို့ဒီနှလုံးပြန်ပြီးတော့2လို့ဖြစ်ပေးခဲ့တယ်ဆိုတော့8ဆိုတဲ့ထိပ်စီ break 9ဆိုတော့80နဲ့1နော်အဲ့တော့မိတ်ဆွေတို့ဒီမှာလာပြီ2ရယ်4ရယ်ဒီမှာရှိတဲ့3ရယ်2 4 3ဆိုတဲ့ကဏ္ဍ3ချက်ပေါင်းခြင်းနဲ့ခွန်ရနှစ်ရပေါင်းခြင်းဒီ6လို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တော့ဒီမှာ3လို့ရှိတယ်ကျွန်တော်6ပြည့်အောင်ဆိုရင်6ဆိုတဲ့ထိပ်စီးတယ်ဗျာနော်6လို့ပြည့်အောင်ဆိုရင်6ဆိုတဲ့ထိပ်စီးအဲ့တော့ကျွန်တော်တို့6လို့ဖြစ်ခဲ့ပါတယ်တဲ့ဗရိတ်နှစ်တဲ့ဖြစ်ပေးရမယ်ဆိုတော့မိတ်ဆွေတို့ကြီး60နဲ့6ဖြစ်မနေဘူးလားအပူတစ်ကွက်ကောင်းဖြစ်ပါတယ်အားလုံးပဲပေါ့နော်ကဲဟုတ်ပြီနောက်ဘိတ်ဆိုင်ကိုပြန်လဲပြီးတော့ရှာဖွေကြမယ်နောက်ဘိတ်ဆိုင်ပေါ့နော်ဒီမှာရှိတယ်ပေါ့နော်တို့တွေနှစ်နဲ့ဒီမှာရှိတဲ့8နဲ့နှစ်ချက်ပေါင်းခြင်းဒီ3ညပါတယ်အဲ့ဒီ3ညဒီ3ညရဲ့ပါဝါ9ဆိုပြီးတော့မှဒီကနှစ်ထိပ်စီးနဲ့9အပိတ်ရိုက်ခဲ့ပါတယ်တဲ့25ဗရိတ်ခွန်ညီမျှခဲ့ပါတယ်နော်အဲ့တော့ဒီမှာရှိတဲ့နှစ်နဲ့ဒီမှာရှိတဲ့3နဲ့ဆိုပြီးတော့မှ9လို့ဖြစ်တယ်အဲ့ဒီနှလုံး9ဒီ9ရဲ့ပါဝါ3ညအဲ့ဒီ3ညဒီနောက်ပိတ်တဲ့နော်အဲ့တော့ဒီကရရှိထားတဲ့ကျွန်တော်တို့ပေါင်းချင်း9ဟုတ်လား
ပေါင်းချင်းနံပါတ်2ဖြစ်အောင်ဆို6ဆိုတဲ့ထိပ်စီးသည်ပရိတ်6နဲ့ညီမျှအောင်ဆိုဟဲ့ဒီတောင်ကြနဲ့တွဲပြီးတော့ဆင်းသက်ခဲ့တယ်နော်ဒီမှာရှိတဲ့4နဲ့ဒီမှာရှိတဲ့6နဲ့နှစ်ချက်ပေါင်းချင်းဒီတောင်ကြလို့ဖြစ်ပါတယ်တဲ့ဟိုဒီကတောင်ကြနဲ့ဒီက6နဲ့အဲ့ဒီနှစ်ချက်ပေါင်းချင်းဒီ6လို့ဖြစ်တယ်6ရဲ့ပါဝါဒီတဲ့အဲ့ဒီတစ်ဒီအပိတ်တဲ့ဆိုတော့ဒီကခွာပေါင်း1ကိုဒီကခွာပေါင်း2လို့ရိုက်တယ်နော်စစ်ထိပ်စီးဒီက1ပိတ်နဲ့81ပရိတ်6နဲ့ညီမျှခဲ့ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ဒီမှာရှိတဲ့2နဲ့ဒီမှာရှိတဲ့ကျွန်တော်တို့1နဲ့2နှစ်ချက်ပေါင်းချင်းဒီ3ပါတဲ့နော်3ရဲ့ပါဝါ8ဒီအပိတ်တဲ့ဟောလာပြီဗျအဲ့ဒီနေရာမှာကြာတော့ကွဲပြားသွားပြီနော်ဒီနေရာမှာကွဲပြားသွားပြီပရိတ်2တော့ရှိတယ်ဒါဆိုရင်ဒီက6နဲ့ညီမျှပေးရမယ့်ဥစ္စာကိုကျွန်တော်တို့6လို့ရိုက်ပေးရမယ့်ဥစ္စာကိုမရိုက်လာခဲ့ဘူး3ပါဝါ8နဲ့ဆိုတော့ဒါဆိုရင်ဒီ6ထိပ်စီကို8နဲ့ကတ်ခဲ့လို့ရှိရင်ကျွန်တော်တို့ဘာဖြစ်မလဲ4ပွင့်ဖြစ်သွားမယ်4ပွင့်ဖြစ်သွားမယ်နော်68ဆိုတဲ့4ပွင့်ဖြစ်မယ်စုံတော့ဖြစ်တယ်ပေါ့နော်အဲ့တော့2ပွင့်ကိုကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့များဒီနေရာမှာဒီ site ကလွဲချော်ခဲ့လို့ရှိရင်နော်ကျွန်တော်တို့4ထိပ်စီ8တော့ပိတ်တဲ့40တဲ့8ဆိုပြီးတော့2ပွင့်ကိုဖမ်းပါမယ်တဲ့ဟုတ်လားနော်တကွက်ကောင်းကတော့ကျွန်တော်တို့60နဲ့6လို့ရတယ်ပေါ့နော်။ကဲအားလုံးပဲဒီကနေ့15ရက်နေ့ဟုတ်လားအဖွင့်နေ့မှာ6ထိပ်စီ6တော့ပိတ်နဲ့ရရှိတာဖြစ်ပါတယ်နော်အဲ့တော့ပြီးသွားရင်ဒီကောင်ကိုကျွန်တော်တို့ရေးပေးမယ်ဟုတ်လားဒီတစ်ပတ်မပြောက်ပတ်သေးပေါ့နော်15ရက်မှာ19ရက်17လပေါ့နော်2025ဒီတစ်ပတ်မပြောက်ပတ်ဒီကဘာလို့ရှိမလဲဆိုတော့ဟိုးမကြော်ပေါ့နော်ဘောဒူးမကြော်မပြောက်ပတ်ဒီကတို့ဒီ4ကိုနှစ်လို့ရှိပါမယ်တလုံးချင်းဒီကစားပါပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့3ကိုစုံကတ်ဟလား9ကိုမာကတ်နဲ့ရရှိခဲ့ပါတယ်တဲ့နော်အဲ့တော့4နဲ့ပတ်သက်လာခဲ့လို့ရှိရင်တို့ဒီဘာလို့ရှိမလဲဆိုတော့4တစ်ရှိမယ်နော်အနီးကပ်လေးမှာပဲ4တစ်လို့ရှိမယ်4 6လို့ရှိမယ်မိန်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့40နဲ့အပူထည့်ကြလဲထည့်မထည့်ကြဒီကို40နဲ့3 4146မိန်4043အရာလိုက်ဖြစ်ပါတယ်တဲ့အေးကိုနဲ့ပတ်သက်လာခဲ့ရင်တော့ဒီတစ်ပတ်လဲထပ်ပြီးတော့ကျွန်တော်တို့ကိုငါရှိပဲကိုခေါ်ရှိပဲတဲ့တော့ဒီကောင်ဒီဘေးပါဝါတော့မထည့်တော့ဘူးဗောနော်ကိုရီးယားထပ်နေတော့69အပူထည့်လိုက်မယ်တဲ့နော်90နဲ့9အပူပြီးသွားလို့ရှိရင်ကျွန်တော်တို့90နဲ့လေပါဝါ3ချက်ညှိထားတဲ့ဆိုပါဝါထည့်ပေးလိုက်မယ်9လေးရအရန်ဖြစ်ပါတယ်ပြီးသွားရင်တို့ဒီမပြောက်ပတ်ဒီနှစ်နဲ့ပတ်သက်လာခဲ့လို့ရှိရင်တဲ့20ရှိပဲနော်နှစ်တစ်ရှိမယ်တဲ့ဒီကောင်ဒီမိတ်
နှစ်9နဲ့နှစ်6တယ်ဗောနော်နှစ်6နဲ့အရန်ဟုတ်လားအဲ့တော့ဒါကတော့မပြောက်ပတ်သည်ဗုဒ္ဓမကျော်နဲ့အကုန်လုံးထွက်မှာဖြစ်ပါတယ်တလုံးချင်းစီလိုက်ပြီးတော့ကစားပေါ့နော်ဟုတ်လားအေးစစ်စစ်နဲ့တလုံးချင်းစီလိုက်ကစားမယ်နော်4 9နှစ်မပြောက်ပတ်သည်ရရှိပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီတစ်ပတ် break အထူး break ပေါ့နော်4 9 break ရှိမယ်နှစ်ခွန် break ရှိမယ်နော်ဒီတစ်ပတ်ကအဲ့တော့ကျွန်တော် break တစ်မျိုးတည်းပဲအပိုင်ကင်လိုက်မယ်4 9 break နော်4 9 break ဒါ break နဲ့ပတ်သက်ပြီးတော့မွေးကစားခြင်းကြတဲ့မိတ်ဆွေများပေါ့နော်အဲ့တော့4 9ပါတဲ့4 9 break နဲ့စဉ်းသက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့40 95 40နဲ့5နော်ပြီးရင်ကျွန်တော်တို့90ပေါ့နော်ဒါဒီ4 9 break 40 4 90 95ဆိုတဲ့4 9 break တဲ့မွေးတဲ့မိတ်ဆွေများတထေးဖြစ်မွေးလို့ရပါတယ်အခွေတဲ့နော်အခွေပြီးခဲ့တဲ့ရက်တစ်ပတ်မှာကျွန်တော်တို့ကြာတာပရိလေး sorry တောက်ကြနေပေါ့နော်31ဆိုတဲ့ type power တောက်ကြမတဲ့ခင်းမှာကြခဲ့တဲ့အတွက်ကြောင့်ပေါ့လို့ဒီတစ်ပတ်နှစ်ခွန်4 9ခွေတဲ့နော်လေးလုံးခွေချပြီးခဲ့ပါတယ်ကဲဒါကတော့ကျွန်တော်တို့တပတ်စာ15ရက်ကနေပြီးတော့19ရက်17လ2025အေး15ရက်ကနေပြီးတော့ကျွန်တော်တို့16ဆက်ခေါ်တဲ့เนาะ15 16ဆက်ခေါ်မှာဟဲ့ဒီကဒါ3လုံးတွဲစင်းစင်းမဆေးလို့ရှိရင်ကျွန်တော်တို့တီထီက main ကွက်ရန်ကွက်တွေနဲ့ထွက်သွားမှာဖြစ်ပါတယ်အားလုံးပဲတလုံးချင်းစီလိုက်ကစားမယ်เนาะမိမိကြိုင်နေတဲ့ရပတ်တီတစ်လုံးကနေပြီးတော့စတင်ကစားဟာလားဘောလုံးမကျော်နဲ့ထွက်မဲ့ပတ်တီ3လုံးဖြစ်ပါတယ်เนาะအေးစစ်စစ်နဲ့ကစားပေါ့ဟာလားပတ်တီနှလုံးကစားမလားကိုကတစ်လုံးကစားမလားပတ်တီနှလုံးကစားပြီးတော့မနှက်ညက်ကစားလို့မထွက်လာရင်ပို့ပြီးတော့နာတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာကနန်းတစ်လုံးနဲ့ကိုပဲရွေးချယ်ပြီးတော့ကစားမယ်ဟုတ်လားတကယ်လို့တနင်္လာနေ့မှာကိုရွေးထားတဲ့ကနန်းကတနင်္လာနေ့မှာထွက်သွားရင်ရှယ်မြတ်ပြီတကယ်လို့မြအင်္ဂါနေ့မှာကိုကင်ထားတဲ့ကနန်းကထွက်သွားခဲ့တယ်ဆိုရင်လည်းမြက်သေးတယ်တဲ့ဟုတ်လားဘိုးလုံးနေ့မှာထွက်အောင်မလားမြက်သေးတယ်ပတ်တီနှလုံးသမား2ကြိမ်4ကြိမ်6ကြိမ်လိုက်ကမယ်ဟုတ်လား6ကြိမ်လိုက်တဲ့သူထက်နော်6ကြိမ်မှာပတ်တီနှလုံးနဲ့လိုက်ကစားမဲ့သူထက်ကျွန်တော်တို့ကဒီနေရာမှာပတ်တီတစ်လုံးနဲ့လိုက်ကစားတာပို့ပြီးတော့မြက်ပါတယ်နော်ဟုတ်လားဒါကတော့မပြောက်ပတ်တီဝါသနာပါတဲ့မိတ်ဆွေတွေအားလုံးပဲကစားလို့ရတယ်ညံလွှာပြီးတော့ကစားပေါ့နော်ညံနဲ့ချိတ်ချိန်ကြည့်လိုက်ကိုတော့အမြက်ကြံမကြံဟုတ်လားကြံအောင်တော့ကစားပေါ့နော်မြက်ဖို့ဆိုရင်အရေးလုံးမယ်အရေးရှိမှမြက်ရှိမယ်အတိစားကြရပင်ရေလောင်းရတယ်နော်ကဲဟုတ်ပြီဒီတစ်ပတ်ကျွန်တော်ကတော့မပြောက်ပတ်သည်တစ်ပတ်စာကဟာလားလေးကိုနှစ်မပြောက်ပတ်သည်ချပြီးပခဲ့တယ်ကျင်းဒီပေါက်လဲကြမယ်ဗိုလ်တို့မကျော်နဲ့ကနန်း3လုံးကုန်ရမယ်မွေးပရိတ်လေးကိုပရိတ်ထွက်ကိုထွက်ရမယ်အခွေနှစ်ခွန်လေးကိုအခွေချပြီးပခဲ့တယ်အဲ့ဒီကောင်ပြီးသွားရင်2 4 5 8 9အခွေတဲ့2 4 5 8 9အခွေဒါဆက်ပြီးတော့လိုက်ချင်တဲ့ပိတ်ဆွေတွေဒါကတော့ဒုတိယအခွေဖြစ်ပါတယ်ဒါကတော့ပထမဆုံးအခွေဖြစ်ပါတယ်တဲ့เนาะတစ်ခွေပြီးမှတစ်ခွေမွေးဟုတ်လားနောက်တစ်ချက်ကကျွန်တော်တို့31 3 3တောက်ကြနေမှာစဉ်းသက်ခဲ့တယ်ပေါ့နော်30 49ဟုတ်လား
အဲ့တော့အထက်အောက်ကဏ္ဍတူမူနော်အထက်အောက်ထိပ်ထိပ်ကြာတာပရိနဲ့တော့ကြာထိပ်ကဏ္ဍတူမူတဲ့ဟုတ်လားဒါ formula မူလေးတစ်ချက်ပြပေးမယ်ပေါ့နော်ကြာတာပရိနဲ့တော့ကြာထိပ်ကဏ္ဍတူမူအဲ့ဒီကဏ္ဍတူမူကြောင့်3 4 5 6ခွေသည်အပူနဲ့စဉ်းသက်ပါလိမ့်မယ်တဲ့အပူပါနဲ့စဉ်းသက်လိမ့်မယ်ပေါ့နော်ဒါသဘောတစ်ခုကြာတာပရိတောက်ကြာထိတ်တူတဲ့ကြောင့်မို့လို့ဟဲ့လားနောက်တစ်ချက်ကအထက်အောက် break to break 49 3ကြားနဲ့3เนาะဒီမှာလည်း30လို့ထွက်ထားသေးတယ်ပေါ့เนาะအထက်အောက် break to break ကြာစေးခဲ့တဲ့အတွက်ကြောင့်မို့လို့9 3ညာ break 9 3ညာ 1 chain နဲ့เนาะ9 3ညာ chain တနေ့လာအင်္ဂါ2ရက်တွင်းမှာဆင်းသက်မှာဖြစ်ပါတယ်တဲ့เนาะနောက်တစ်ချက်ကတရက်တွင်းကဏ္ဍတူမူထဲပိတ်နောက်ပိတ်ကဏ္ဍတူမူ4 9 1 chain 4 9 1 chain နော်3ထိပ်စီ3နောက်ပိတ်နဲ့တောက်ကြနေမှာတရက်တွင်းကဏ္ဍတူမူ4 9 1 chain စင်းသက်မှာဖြစ်ပါတယ်တဲ့အဲ့တော့ဒါလိုချင်တဲ့ point mark ကဒါကိုပြောချင်တာဖြစ်ပါတယ်4 9နှစ်မပြောက်ပတ်သေးရှိတယ်4 9ပါတော့4 9 break ရှိမယ်တဲ့နော်အဲ့တော့ကျွန်တော်တို့9 3ညာချင်း4 9ချင်းကိုကတ်ပြီးတော့ဆင်းသွားခဲ့လို့ရှိရင်44 5 90 95ဆိုတဲ့ခဏကိုပဲထိုးရမှာဖြစ်ပါတယ်နော်မပြောက်ပတ်သေးကြိုင်မယ်ဆိုရင်4နဲ့9တွေကနေပြီးတော့မှကျွန်တော်တို့တစ်လုံးချင်းစီကြိုင်မို့ဗျာဟုတ်လားပြောချင်တာအလားပေါ့နော်ကြိုင်ဒါကတော့ကျွန်တော်တို့မူလေးတွေကိုချပြပေးခဲ့တာပေါ့နော်ကြိုင်ဒီကနေ့နေတိုက်ဟာဘယ်လိုဖြစ်သွားနေတိုက်ကကျွန်တော်တို့ထိုးကျင်တဲ့မိတ်ဆွေတွေပေါ့နော်ခုနကတော့လက်တွက်နဲ့ကျွန်တော်တို့66နော်အပူတစ်ခွက်ကိုရရှိတာဖြစ်ပါတယ်အပူသမားတွေ1 4 3ည5ခေါ်အပူနဲ့ဆင်းပါလိမ့်မယ်ဒီမှာတော့ကျွန်တော်တို့လက်တွက်နဲ့ရရှိတာပေါ့နော်အပူ66နှစ် break လို့ရရှိတာဖြစ်တယ် break နှစ်လို့ရရှိတာဖြစ်တယ်နော်နေတိုက်သမားတွေကြိုက်ချင်လဲထိုးလက်တွက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟဲ့လားမကြိုက်ချင်လဲကိုယ့်ဘာကိုဇာထိုးရရင်တော့ကိုင်း4 9နှစ်မပြောက်ပတ်သေးရှိတယ်ဟဲ့လား4 9 1 chain 2ရက်တွင်းကြဆင်းမယ်3 5 1 chain 2ရက်တွင်းကြဆင်းမှာဖြစ်ပါတယ်ဟဲ့လားသူတို့နှစ်ခုတွဲပြီးတော့ဆင်းခဲ့မယ်ဆိုလို့ရှိရင်4 9 break 4 9ပါတော့4 9 break နဲ့တွားပြီးတော့ညှိစွန်းပြီးတော့ထွက်သွားမယ်ဆိုရင်တော့အောင်ပွဲပေါ့ဗျာနော်40 45 90 95ဆိုတဲ့မွေးကနန်း၄ကွက်စိုက်ချုပ်ပြီးခဲ့တယ်နော်ပြီးရင်အခွေနှစ်ခွန်၄ကိုခွေပထမဆုံးအခွေပေါ့နော်ပေါ်လို့မကြော်လည်းပဲထွက်မှာဖြစ်ပါတယ်ဟုတ်လားနော်အဲ့တော့မိတ်ဆွေတို့ရေအပူလိုက်မဲ့မိတ်ဆွေတွေကတော့ကျွန်တော်တို့တခြားကနန်းလည်းမလိုက်ဘူးဒီအပူနဲ့ပတ်သက်ပြီးတော့ပဲကစားမယ်အပူမွေးမယ်အပူနဲ့ပတ်သက်ပြီးတော့ပဲထိုးမယ်ပြီးသွားရင်ကျွန်တော်တို့မြတ်ရင်နားမယ်ဆိုတဲ့မိတ်ဆွေတွေကအဲ့ဒီလိုစိတ်သက်ချမှတ်ထားတဲ့မိတ်ဆွေတွေရှိခဲ့လို့ရှိရင်1 4 3 5 9နဲ့ရနေပြီးတော့မှအပူဆဲသက်မှာဖြစ်ပါတယ်နော်အပူလာမယ့်အချိန်ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်30 sorry ဟုတ်တယ်30 49နောက်တစ်ချက်31 3ကြ3ဟုတ်လားနော်အဲ့ဒီခဏထဲမနောက်ပိတ်ကဏ္ဍတူမူနောက်တစ်ချက်ကထိပ်စီကဏ္ဍတူမူပြီးသွားရင်တရက်တွင်း break တူမူဟလာထိပ်စီနောက်ပိတ်ကဏ္ဍတူမူအဲ့ဒီအချက်တွေကိုကြည့်ချင်းအဖြစ်ဒီတစ်ပတ်ကြဆိတ်ခဲ့လို့ရှိရင်အေဂါနဲ့ဗုဒ္ဓဟူးမှာကျွန်တော်တို့အပူကြပါလိမ့်မယ်တဲ့နော်အေဂါရဲ့ဗုဒ္ဓဟူးရဲ့မှာအပူကြပါမယ်
အားလုံးပဲ143.5ခေါ်နော်အဲ့တော့ဒီအပူနဲ့ပတ်သက်လာခဲ့လို့ရှိရင်တို့တွေအင်္ဂါနဲ့ဗုဒ္ဓဟူနေ့မှာပို့ပြီးတော့ကြိုက်တဲ့တတ်ပါတယ်ဒီကနေ့ကတော့ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်နေတိုင်း66ဆိုတဲ့66နဲ့11လို့ပေါ့နော်သူကနှစ်ပွင့်လို့ရတာဟုတ်6တိတ်စီ6နောက်ပိတ်နဲ့ကျွန်တော်တို့ရရှိတယ်နေတိုင်းပတ်ပြီးပေးတာမဟုတ်ဘူးနော်ပြီးတစ်ဘူးလေးထည့်ပြီးတော့ကစားကြည့်ပေါ့နော်တစ်ဘူးလေးထည့်ပြီးတော့ကစားအပူနဲ့ပတ်သက်လာလက်လော့မှာဆိုလို့နှစ်ပွင့်နဲ့လည်းရှိတယ်1.3.5ခေါ်အပူနဲ့လည်းရှိတယ်ဆိုတော့နော်ကဲအားလုံးအောင်ကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်ဗျာနော်ဒါကတော့အဓိကမိတ်တော့ချက်ကြီးပေါ့နော်အဓိက project ကြီးဟာလားလေးကိုနှစ်မပြောက်ပတ်သည်ပရိမွေလေးကိုပရိဒီတစ်ပတ်တို့တွေမွေးကနကိုကွက်ဆိုင်သည်ပြတ်သုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကောင်ကိုမထည့်ပြီးတော့ဘောနော်မွေးကနကိုကွက်ဆိုင်ရရှာလို့အဆင်မပြေဘူးဂျာခုလက်ကျွန်တော်တို့ပိတ်ရက်ကြီးခံသွားတယ်ဆိုတော့ကိုလိုကနဖြစ်သွားတယ်ဘောနော်ရှာလို့အဆင်မပြေဘူးမွေးကိုနဲ့ကိုကွက်ဆိုင်ရတော့ပြတ်မှဖြစ်တယ်ဒါကြောင့်မလို့မချပြီးတော့ဘူးဘောနော်အဲ့ဒီထဲမှာအခွေထည့်ပြီးထားတယ်9လုံးခွေ4လုံးခွေကိုပါကိုအေးစီစီတမူကြီးကဒါဟာလားဒီအခွေရတော့ထိုးကြီးတက်ထားပါတော့ဒါကတော့ကုန်းငွေနဲ့ကိုချိန်ကြပါဗျာဟာလားဒီလက်ချိန်လို့ထိုးကြတာဖြစ်တယ်ညံနဲ့ကစားပါညံနဲ့ကစားပါညံနဲ့ကစားပါဆိုတာကကျွန်တော်တို့ဘာကိုပြောချင်တယ်လဲဆိုရင်အထူးသဖြင့်ကတော့ဒီတူရီထိုးသားတွေမျက်ချင်တယ်ဆိုရင်မပြောက်ပတ်ဒီထဲမှာကိုကင်ထားတဲ့တလုံးဒီကနလည်းထွက်ကိုထွက်မှာနော်ဒါလူဟောင်းနေဆိုရင်အားလုံးသိပြီးသားဖြစ်တယ်ဟိုဘက် channel တွေထဲမှာကျွန်တော် live လွှတ်ပေးတာမပြောက်ပတ်ဒီနဲ့လွှတ်ပေးတာပေါ့နော်အဲ့တော့ထွက်ကိုလည်းထွက်မှာတိနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီပတ်တိနဲ့ပတ်သက်ပြီးတော့အချိန်ချင်းငါတို့ကစားမလားဒီချိန်ထဲမှာပဲဒီငါတို့ကင်ထားတဲ့ပတ်တိတစ်လုံးထဲမှာပဲဥပမာ1000မို့ရလို့ရှိရင်ဟာလား8သိန်းရမယ်8သိန်းမှာငါတို့ဘယ်လောက်ကြံမလဲဥပမာအဖြစ်ကျွန်တော်တို့8သိန်းထဲမှာ3သိန်းထိုးချေးဖယ်လိုက်5သိန်းကြံတဲ့သဘောတစ်ခုအဲ့ဒီကောင်ဒီအမြက်နော်တပတ်တွင်းမှာကျွန်တော်ငွေရှာလိုက်တာငွေအင်အားဒီ5သိန်းနဲ့နော်ဟောဒါဆိုရင်သိန်းထားလိုက်ကပိုက်ထဲမှာသိန်းထားလိုက်ဒိုဒီမို့4သိန်းဖယ်ထားလိုက်3သိန်းနဲ့ငါတို့ရင်းမယ်အဲ့ဒီမှာကိုကစဉ်းစားရတော့အခွေမှာရင်းမလားကျွန်တော်တို့ break မှာကျင်းမလားနှစ်ခုတည်းတစ်ခုရွေးချယ်မယ်ဒါမှကိုကကြံတဲ့ပတ်တီတွေကနှလုံးထဲကတစ်လုံးကိုကင်ပြီးတော့မွေးမယ်အဲ့ဒီမွေးတဲ့ထိုးကျေးသည်ငါတို့ရှုံးသွားမယ်ပြန်ပြီးတော့ပေးလိုက်ရမယ်ဟာလားဒီအမျက်9သိန်းနဲ့3သိန်းနဲ့ငါတို့ကထိမ့်ပြီးတော့ကစားမယ်သူ့ရှိအမျက်လိုက်ငါ3သိန်းကျော်ပြန်ရပါမလားဒါစဉ်းစားမယ်နော်ဟိုမှာကျွန်တော်တို့အတရေ9သိန်းကြံထားပြီးပြီ9သိန်းထဲမှာ4သိန်းဖယ်ပြီးတော့3သိန်းနဲ့ပြန်ပြီးတော့ငွေပြန်မြုပ်ဆိုတော့ပြန်ကြံမလားကိုကစဉ်းစားနော်ပြန်ကြံမလားစဉ်းစားဘာကြောင့်ဆိုကိုက3သိန်းနဲ့ပဲကင်တော့မှာဖြစ်တယ်ဟာလား3သိန်းနဲ့ပဲပတ်တီးကိုကစားတော့မှာဖြစ်တယ်ဟာလားနော်အဲ့ဒီမှာကိုက1000မိုးပေါက်ရင်8000 2000မိုးပေါက်ရင်36000ဟာလားနော်မြက်သေးတယ်ဟာလားဒီနှလုံးထဲကတစ်လုံးဆက်ပြီးတော့ထွက်သွားအောင်မယ်ဆိုရင်မြက်သေးတယ်သူကဘိုးတို့မကြော်နဲ့ကုန်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဟာလားနော်ဘိုးတို့မကြော်နဲ့ကနအကုန်ဆင်းမှာဆိုဖြစ်တဲ့အတွက်ကြောင့်မို့လို့နှလုံးထဲကတစ်လုံးပြန်ပြီးတော့ထွက်သွားခဲ့လို့ရှိရင်လေမြက်ပါသေးတယ်ဗျာနော်2000မိုးပေါ့ရင်36000နော်ဟိုဘတ်ထိုးကြည့်ဖယ်လေအောင်3000မိုးပေါ့ပို့ပြီးတော့ကြံတာပေါ့နော်ဟာလားကဲဒါနီလန်လေးပြောပြပေးခဲ့ပါတယ်နော်အေးအဲ့လာမကိုထပ်ပြီးတော့မြက်ချင်တယ်လောဘကြီးတယ်ဆိုရင်အပူမွေးတာနော်လောဘကြီးတယ်ဆိုရင်အပူမွေးတာပြီးသွားပြီလားမြက်ပြီလားထက်ကျွန်တော်တို့ထွက်သွားပြီလားဆိုရင်နားပလိုက်တော့တပတ်စာနောက်တစ်ပတ်မှ EC ပြန်ကစားလောဘကြီးရင်ဘာလို့ရတယ်ဆိုတာအားလုံးလူတိုင်းသိပါလိမ့်မယ်နော်ရှေ့ထုံးလဲမပယ်နဲ့အစေးသုံးလဲမကြွယ်နဲ့နော်ရှေ့လူကြီးတွေဆိုစကားအလွယ်လေးတကူထားခဲ့တာမဟုတ်ပါဘူးနော်ဒါကြောင့်မလို့အားလုံးပဲကံဉာဏ်ဝိရိယသုံးဌာနပေါက်ဖက်ခြင်းအဖြစ်ကစားပါအေး
နောက်တစ်ချက်ကကျွန်တော်အတိစားကြအပိန်လောင်းပါဒါမိတ်ဆွေတွေကကျွန်တော်ရေလောင်းပေးတာဖြစ်တယ်ရေလောင်းမြောင်းပေးတာဖြစ်တယ်မိတ်ဆွေတွေကအတိစားတယ်ခိုးမစားနဲ့ကြွေသီးကိုစားနော်ကြွေသီးကိုစားခိုးမစားနဲ့ရေတော့လောင်းရေလောင်းဆိုတာရေလောင်းပေါင်းတယ်ဆိုတာအမြဲတမ်းလောက်ရတယ်ပေါ့နော်ဒါကြောင့်လို့မိတ်ဆွေတို့ channel ကို like and subscribe လေးတွေနှိပ်ထားမယ်နော် viewer များမှာအဆင်ပြေမယ် like ဆိုရင်ပွင့်မယ်နော် gain AC ကစားနေတိုက်စိတ်ဝင်စားနဲ့နော်နေတိုက်နဲ့ပတ်သက်လိုက်စိတ်ဝင်စားနဲ့နေတိုက်ဆိုတာပတ်တီးနှလုံးပတ်ကစားမယ်အဲ့ဒီနှလုံးထဲမှာမထွက်လာရင်အထိလာတယ်ဟလားပတ်ချင်သလားပတ်ချင်တယ်နေတိုက်ပတ်တီးကျွန်တော်တို့ပတ်ချင်တယ်ဆိုရင်ပတ်တီးနှလုံးကင်ကျင်တယ်ဆိုရင်ကင်မောကိုပါဖြစ်လေလေးကိုကွာချင်းတရက်ကင်လိုက်ကိုလေးဝမ်းချင်းတရက်ကင်လိုက်နှစ်ကုံဝမ်းချင်းတရက်ကင်လိုက်ရှင်းလားထွက်ကိုလည်းထွက်ရမယ်နော်အပူဒီကုံမှာစိုးလို့မပြောက်ပတ်သီးလေးတွေရှာပြီးတော့တင်ပေးထားတာဟုတ်လားပတ်သီးတစ်လုံးချင်းစီကစားလို့ရတယ်အေးစစ်တီကိုလုံးမြည့်ရတယ်နော်မြည့်အောင်လည်းလုပ်ပေးထားတာဖြစ်တယ်နော်ဒါကတော့ငွေများရဲ့တရားနိုင်နော်ငွေလိုက်အားကောင်းတဲ့မိတ်ဆွေတွေပို့ပြီးတော့ကြံမယ်မိတ်ဆွေတို့တော့တပတ်ကြံငွေဒါညံနဲ့ဒီထည့်ရနေပြီးတော့ပဲလိုက်ကစားမယ်ဆိုကြံတယ်ပြီးခဲ့တဲ့ဘက်ကလည်းကြံမှာဖြစ်တယ်ဟုတ်လားနော်အေးဟိုလူဟာလည်းကြည့်ဒီလူဟာလည်းကြည့်ဟို channel လည်းကြည့်ဒီ channel လည်းကြည့်ဆိုရင်တော့အမေများတဲ့မိတ်ဆွေရတော့သူများကြံကျင်တယ်လို့ကိုကြံလို့မရဘူးဖြစ်မယ်ဒါကတော့ကိုချစ်ချင်းဖို့ဗျာနော်ငွေကြီးဆိုတာရှားခတ်တယ်ဟုတ်လားရှားတိုက်တော့လွယ်ပါတယ်နော်ကဲအားလုံးပဲကိုလည်းပါအစဉ်ပြေကံကောင်းကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်နော်